မဟောဒရပညာရှိနဲ့သူဤပညာစွမ်းအားအပိုင်းနဲ့ပညာရဲ့စွမ်းအားဟာတခြားစွမ်းအားတွေနဲ့နှိုင်းယှဉ်ကြည့်မယ်ဆိုရင်အကြီးမားဆုံးလို့ဒီလိုဆိုကြတယ်။စာပေကျမ်းကမှလည်းပဲဒီတိုင်းပြထားတယ်။အဲ့တော့လောကမှာစွမ်းအားရှိတဲ့အရာတွေကိုစာရကပါဠိတော်မှာထုတ်ပြထားတဲ့စွမ်းအားရှိတဲ့အရာတွေကဘာတွေတုံးဆိုလို့ရှိရင်နံပါတ်1ကဘာဟုပလလက်ယုံအားလို့ခေါ်တယ်လူတွေကကိုယ့်ရဲ့လက်ယုံကိုအားကိုးပြီးတော့လှုပ်ကြကြင်ကြတာဖြစ်တယ်လက်ယုံအားဆိုတာလည်းပဲအင်အားတစ်ခုပဲကိုယ့်ရဲ့လက်ယုံကိုအကြောင်းပြုပြီးတော့အမိပြုပြီးတော့ဆွမ်းဆောင်မှုတွေပေးကြတယ်အောင်လာအင်ဆန်းတို့လိုနေမှာပေါ့လက်ယုံအားနဲ့လည်းပဲလောကကြီးကိုနိုင်ယူလို့ရတာတွေရှိတယ်ပေါ့နော်အဲ့ဒါကိုဘာဟုပလလို့ခေါ်တယ်နောက်တစ်ခါအင်အားတရားကတော့ဘောဂပလလို့ခေါ်တယ်လူတွေရဲ့ပိုင်ဆိုင်မှုစီးပွားဥစ္စာတွေကလည်းပဲအင်အားတစ်ခုပဲအတော်ရောမှုခင်းကိစ္စငွေကြေးပေးလိုက်လို့ရှိရင်လွတ်မြောက်သွားနိုင်တယ်ဒါသူ့စွမ်းအားတစ်ခုလို့ဆိုလို့ငွေကြေးနဲ့အကာအကွယ်လုပ်လို့ရတယ်အဲ့ဒီငွေကြေးတနာဟာလည်းပဲစွမ်းအားပြည့်တဲ့အရာတစ်ခုဖြစ်တယ်လို့ဒါတွေကိုလည်းအသုံးချပြီးတော့လူတွေဟာလောကကြီးကိုနိုင်ယူကြတယ်တဏအင်အားနဲ့ဖိပြီးတော့လည်းပဲကိုယ်ကအနိုင်ရနိုင်တယ်ဒါလည်းအင်အားတစ်ခုလို့ပြောတာပဲဖြစ်တယ်ပေါ့နော်နောက်တစ်ခုကတော့ဘာလို့ဆိုအမစ္ဆပလဆိုအပေါင်းအသင်းတွေရဲ့အင်အားရှင်ရင်းနေဆိုလို့ရှိရင်ဒီမေမှုတန်ပညာရှိအမတ်တွေရဲ့စွမ်းအားလို့ဒီလိုဆိုလို့တယ်ပေါ့အကြံပေးတွေအမှုတန်းကောင်းတွေရှိတဲ့ပုဂ္ဂိုလ်ဟာလည်းပဲအခက်အခဲတွေကိုလွန်မြောက်ရုံမကအောင်ပွဲအလီလီကိုရရှိနိုင်တာဒါအမှန်တည်းပဲဒါကြောင့်မို့မစ္ဆပလဆိုတဲ့တမန်လူတွေကြတော့အပေါင်းအသင်းပေါ့နော်ရှင်မင်းတွေကြတော့အမှုတန်းတွေပေါ့အမှုတန်းကောင်းရှိလို့ရှိရင်သူ့ရဲ့အောင်မြင်မှုကတရဖူဆောင်းနိုင်တယ်မေကောင်းဆွေကောင်းတွေအများကြီးရှိတဲ့လူဟာလည်းပဲအရာရာအခက်ခဲတွေကိုကျော်လွှားနိုင်တယ်ဒါကိုအမစ္ဆပလလို့ခေါ်တယ်ပေါ့အဲ့ဒါလည်းပဲကြီးမားတဲ့စွမ်းအားတစ်ခုလို့ဆိုလို့တယ်နောက်တစ်ခုကတော့အဘိစစ္ဆပလအဘိစစ္ဆဆိုတဲ့အဓိပ္ပာယ်ကမျိုးရိုးမြင့်မားခြင်းဆိုတဲ့အဓိပ္ပာယ်မျိုးရိုးကောင်းတဲ့ပုဂ္ဂိုလ်တွေကလည်းပဲအလို့လျောက်ပဲသူကအရှိန်ဝါရှိနေမျိုးရိုးကမြင့်မားနေသည့်အတွက်ကြောင့်ကျန်တဲ့ပုဂ္ဂိုလ်တွေပေါ်မှာအနိုင်ယူနိုင်တယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကအလို့အလျောက်ခံညာယူသေးနေကြတယ်ဇက်ခွဲချမှုစနစ်ကြီးကျယ်ရှိတဲ့အိန္ဒိယနိုင်ငံတို့လိုဟာမျိုးကြတော့မျိုးရိုးဆိုတဲ့ခွန်အားဟာအလွန်ကြီးမားတယ်ပေါ့မျိုးရိုးနှိမ့်ကျသွားရင်ဒီပုဂ္ဂိုလ်ဟာအထက်တန်းရောက်ဖို့တော်ခဲဘလောက်ပဲတော်ဘလောက်ပဲပစ္စည်းဥစ္စာချမ်းသာဘလောက်ပဲပေါင်းသင်းနေကောင်းမျိုးရိုးကထက်တန်းမကျဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကသိငယ်နေတာပဲမျိုးရိုးနဲ့ပတ်သက်ပြီးသိငယ်ဒါကြောင့်မို့အဘိစစ္ဆပလဆိုတဲ့မြင့်မြတ်တဲ့မျိုးရိုးမှာဖြစ်ရတယ်ဆိုရင်အလိုလျောက်မျက်နှာပန်းလှပြီးတော့ထက်တန်းကျနေတာဖြစ်တယ်နော်ဒုက္ခနဲ့သူပေါ်တရားအဲ့ဒါလို့လောကမှာစွမ်းအားကြီးကြီးမားတဲ့ဗလလေးမျိုးထဲမှာနောက်ဆုံးကတော့ပညာဗလပဲဖြစ်တယ်အလုံးကိုခြုံငုံပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျန်တဲ့ဗလတွေဘလောက်ပဲကောင်းပညာဗလဟာစွမ်းအားထက်မြက်ဆုံးပဲဖြစ်တယ်လို့မှတ်ရမှာဖြစ်တယ်အဲ့ဒီထဲမှာဘာဟုဗလဆိုလက်ယုံအားဟာအညံ့ဆုံးအင်အားလို့ဆိုလို့တယ်ပေါ့ပညာဗလကတော့အမြင့်ဆုံးအင်အားလို့သူတို့သတ်မှတ်တယ်
ဒါကြောင့်မို့အသိပညာဆိုတာဓမ္မရေးကြည့်လို့ပညာစွမ်းအားတွေပြည့်ဝအောင်တတိဆောင်ပြီးတော့ကြိုးစားအထောက်ကြမှာဖြစ်တယ်ပေါ့လောကမှာအင်အားကြီးမားဆုံးအောင်မြင်မှုကိုတရဖူဆောင်ပြီးအောင်မြင်မှုမှန်သမျှကိုပေးနိုင်စွာအရှိဆုံးကပညာစွမ်းအားသာလင်ဖြစ်တဲ့ဉာဏ်နဲ့စွမ်းအားတွေကိုအကုန်လုံးကြော်ဖြတ်သွားပြီးတော့ပညာစွမ်းအားကတရဖူဆောင်သွားတယ်လို့သူတို့ဆိုရမှာဖြစ်တယ်ဒါကတေတကုဏဇတ်မလာရှိတဲ့အထိပ္ပယ်ပဲဖြစ်တယ်ပေါ့အခုမဟောဒရပညာရှိဆိုတာမေတ္တိလမျိုးသားမဟုတ်ဘဲနဲ့မေတ္တိလမျိုးရဲ့အပြင်ဘက်ကယဝမစ္စကဆိုတဲ့အရှိယဝမစ္စကရွာရဲ့တမန်အယတ္တာတထေသာတူများတာဖြစ်တယ်သို့သောရှမ်းရှမ်းတောက်အမခံသူရဲ့ပညာစွမ်းကြောင့်မို့လို့တိုင်းပြည်အုပ်ချုပ်တဲ့ဘုရင်ကြီးကစပြီးအလေးပြုရတဲ့အနေအထားမျိုးရောက်သွားတာဒါပညာစွမ်းအားပဲသူကတဏှာကုန်နေကြီးမားလို့လည်းမဟုတ်ဘူးနော်မျိုးမြတ်လို့လည်းမဟုတ်ဘူးတကယ်ကတော့ပညာစွမ်းအားပဲဖြစ်တယ်ဒါကြောင့်မို့မဟောဒရပန္တိတမဟောဒရပညာရှိလို့ပမာတွေကတော့မဟောဆိုပြီးတော့သုံးလေးရှိတယ်နော်ပါဠိစာပေအမှန်တိုင်းဆိုရင်မဟောဒရမဟာဩဒရစွန့်ရည်ထက်သောဆေးတော့ဆေးရဲ့ပိုင်ရှင်မွေးဖွားလာတဲ့အခါမှာလက်ထဲမှာစွန့်ထက်တဲ့ဆေးတော့ကလေးဆုပ်ကိုင်းပြီးတော့မွေးဖွားလာသူဖြစ်လို့မဟောဒရဆိုတဲ့နာမည်ရရှိထားတာပဲဖြစ်တယ်မျိုးရိုးနာမည်မဟုတ်ဘူးသူ့ရဲ့ထူးခြားချက်တစ်ခုကိုအကြောင်းပြုပြီးမဟောဒရလို့ခေါ်တယ်အေးအသက်အရွယ်အလွန်မင်းငယ်လို့ကလေးသူငယ်ဘဝ9နှစ်အရွယ်များသာရှိတော့လည်းပဲတာမန်လူကြီးတွေတောင်မသိတဲ့အရာမျိုးကိုသိနိုင်စွမ်းရှိနေတာသူ့ရဲ့ပညာစွမ်းအားဟာအမခံရှိလာပါတယ်ပေါ့နွားတရားစီရင်ပြီးဆုံးဖြတ်ပုံဟာဒီမိုကရေစီကြကြနီးနဲ့သူဆုံးဖြတ်တာပဲသူ့အနေနဲ့လူတယောက်ပေါ်မှာဒီလူဟာလူကောင်းဒီလူဟာတခိုးဆိုတာအကဲခတ်ကြည့်ုံနဲ့သိနိုင်တော့လည်းပဲသူဟာအထောက်ထားမပြပဲနဲ့ဆုံးဖြတ်ချက်မပေးခဲ့ဘူးလက်တွေ့ကြတဲ့အထောက်ထားတစ်ခုကိုပြသပြီးလူထုကိုမေးမြန်းလိုက်တယ်ဘသူဟာတခိုးဘသူဟာပိုင်ရှင်ဖြစ်နိုင်တယ်လဲဆိုတာတရားစီရင်ဆုံးဖြတ်တဲ့အခါမှာသူကိုယ်တိုင်သူသဘောချသူဆုံးဖြတ်တာမဟုတ်ဘဲနဲ့လာရောက်ကြည့်ရှုကြတဲ့လူထုတွေရဲ့ဆုံးဖြတ်ချက်သဘောမျိုးဖြစ်အောင်ကြောင်းကျိုးစီလျော်ညီညွတ်တဲ့အကြောင်းပြချက်တွေနဲ့နွားပိုင်ရှင်နဲ့နွားတခိုးကိုခွဲခြားပြလိုက်တာပဲဖြစ်တယ်အကယ်၍သာအဂတိလိုက်မယ်ဆိုလို့ရှိရင်နွားတခိုးကလက်ထိုးလိုက်တာနဲ့တပြိုင်နက်တရားကပြောင်းနေပြောင်းပြန်ဖြစ်သွားနိုင်သေးတယ်ပေါ့အခုကကြတော့လက်ထိုးလို့မရဘူးသူတို့နှစ်ယောက်ရဲ့အပြောဆိုပေါ်မှာမူတည်လိုက်တယ်နွားပိုင်ရှင်ကနွားကိုပါကြွေးလဲမြက်ဖက်ကြွေးတယ်နွားတခိုးကအထက်တန်းကြကြနဲ့သူ့အိမ်မွေတဲ့နွားပါဆိုပြီးသူကနွားတွေကိုယာကုတိုက်တယ်တဲ့နှမ်းမှုန့်စားသည်အဆင့်တန်းမြင့်မြင့်နွားတွေကိုကြွေးတယ်လို့သူပြောလိုက်တယ်အဲ့ဒီမှာတင်ပဲနွားပိုက်ထဲရောက်နေတဲ့ပစ္စည်းက2မျိုးဖြစ်သွားပြီဘသူစကားမှန်တယ်လဲဆိုတာဒီမိုကရေစီကြကြယုတ်တိကြကြနော်နွားကိုဝန်းရှောင်းအောင်လုပ်ပြီးတော့ပြသလိုက်တာဒါသူ့ရဲ့ပညာစွမ်းအားဘသူကညင်လို့မရဘူးလေဘသူကညင်လို့မရဘူးလက်တွေ့နဲ့ကဲနွားကိုဝန်းရှောင်းအောင်လုပ်လိုက်တဲ့အခါမှာနွားရဲ့ဝန်းပိုက်ထဲကထွက်လာတဲ့အစာကိုဓာတ်ခွဲကြည့်လိုက်တဲ့အခါမှာနှမ်းမုံတို့မယောတို့ဒီယာကုတို့ဆိုတာတခုမှမပါဘူးဘာတွေပါတော့မြက်ဖက်ပါဒီအေးစစ်တယ်လို့စစ်လိုက်တာဒါအမှန်တမ်းခက်မိတဲ့ဤစနစ်လို့ပြောမှာဒါ
နွားစားထားတဲ့အစာကိုစစ်ဆေးလိုက်ခြင်းအပြင်ဘသူပြောတာနဲ့ကိုက်ညီတယ်လဲဆိုတာကိုအခြေခံပြီးတော့လူထုကိုမေးလိုက်တယ်ဘသူစကားကမှန်တယ်လဲဆိုမြက်ကျွေးတယ်ဆိုတဲ့လူစကားမှန်ပါတယ်ဒါဒီမိုကရေစီနေကြလို့ခေါ်နော်အများလူတွေကထောက်ခံလိုက်တာအဲ့ဒီထောက်ခံချက်အရာနွားတခိုးဟာအပြစ်ဒဏ်ကျသွားတယ်သူ့ကိုခိုးသလားမခိုးဘူးလားလို့မေးမြန်းတဲ့အခါမှာဒီအချိန်မှာရှောင်တိန်ပြီးတော့လိမ့်လီလှီပြားလို့မရတော့သည့်အဆုံးမှာဝန်ခံချက်ပေးလိုက်ရတယ်လက်မှတ်ထိုးလိုက်ရတယ်ပေါ့သူခိုးပါတယ်ဆိုအဲ့ဒီမှာပြစ်ဒဏ်ကျဒါမဟောဒရာပညာရှိရဲ့နွားတရားစီရင်ဖြတ်ထုံးပဲဖြစ်တယ်ပေါ့ဒါအဲ့ဒါမှတ်သားစားထရကောင်းတယ်လောကကြီးမှာအလားတူကိစ္စတွေရှိတယ်အများကြီးပဲအဲ့ဒါလိုအလားတူကိစ္စမျိုးတွေဟာသူ့ရဲ့စဉ်းစားတွေးခေါ်မှုသူ့ရဲ့လောက်ကင်ဆောင်ရွက်မှုတွေဟာဘယ်သူမှညင်းလို့မရအောင်ဒီတေခံကိုယ်တိုင်ကညင်းလို့မရအောင်ဖြောင်းချက်ပေးရတဲ့အနေအထားမျိုးရောက်သိထီအောင်သူဟာစွမ်းဆောင်မှုပေးခဲ့တာဒီတဲ့သေချာတာမရှိဘူးပေါ့နော်ဒါကြောင့်မို့မောဒရာပညာရှိဟာအသက်အရွယ်နဲ့မလိုက်အောင်စဉ်းစားတွေးခေါ်မှုအသိဉာဏ်ဟာမြင့်မားတယ်လို့လူဆိုတာအသိဉာဏ်ဟာအသက်အရွယ်နဲ့လည်းမဆိုင်ဘူးအမျိုးနဲ့လည်းမဆိုင်ဘူးပညာဒနာကုံနဲ့လည်းမဆိုင်ဘူးမျိုးရိုးနဲ့လည်းမဆိုင်ဘူးဘာနဲ့ဆိုင်တော့ဆိုရင်ကိုယ့်ရဲ့ပညာရနဲ့ပဲစွမ်းရည်နဲ့ပဲဆိုင်နေပေါ့ဒါကြောင့်မို့ပညာဗလာဟာအမြင့်ဆုံးဖြစ်တယ်လို့ကဲဒီကနေ့တရားစီရင်ဖြတ်ထုံးမှုလေးတွေဟာစိတ်ဝင်စားစရာကောင်းတဲ့အချက်လေးတွေကိုဆက်ပြောအောင်အားလုံးဟာတရားစီရင်ချက်ပေးလိုက်တာပြဿနာလေးတွေအားလုံးကိုသူဖြေရှင်းပုံလေးတွေကသဘာဝအမတမကြတယ်ပေါ့ဒုတိယသူ့ရဲ့ဖြတ်ထုံးကိုသဘောကျလို့ဒုတိယရောက်လာတဲ့အမှုကဘာလဲလို့ဆိုရင်သူ့ယုံကိုရောက်လာပြီးတော့အငင်းပွားတဲ့လူတွေရောက်လာတော့ဘာရောက်တော့ဆိုရင်ဒီငွေကြေးတနမပြည့်စုံတဲ့ပုဂ္ဂိုလ်တွေဟာပလဲလုံးတို့ပလဲသွယ်တွေကိုဝယ်ဖို့ရမတတ်နိုင်ဘူးလည်းပင်အလှဆင်ញင်ကြတယ်အမျိုးသမီးတွေဆိုတော့ဝတ်စားဆင်ရင်လှုပ်ချင်ကြတယ်လည်းပင်ကိုလှလှပပလေးပလဲကုန်းနဲ့ဆွဲခြင်းနဲ့ရွှေဆွဲကြိုးလေးဆွဲခြင်းနဲ့သို့တော့ငွေကြေးတနကမတတ်နိုင်တဲ့အခါကျတော့ဆင်းရဲတဲ့အမျိုးသမီးတယောက်ဟာဘာလုပ်တုံးဆိုရင်ရောင်းဆုံးခြီလုံးလေးတွေကိုပလဲတဲ့ဖွယ်ခြီလုံးလေးတွေကိုလုပ်ပြီးတော့လဲဆွဲကုန်းလေးလုပ်ပြီးလဲပင်အလှဆွဲထားတယ်နော်လဲပင်အလှဆွဲထားအဲ့ဒီအလှဆွဲထားတဲ့ဒီခြီနဲ့လှုပ်ထားတဲ့လဲဆွဲတန်းစာလေးကိုသူတမက်တမောဆင်ရင်ပြီးနေတဲ့အမျိုးသမီးပေါ့တနေ့ကျတော့သူ့လိုငယ်ရွယ်သူအမျိုးသမီးတယောက်နဲ့အဲ့ဒီခြီနဲ့လှုပ်ထားတဲ့လီဆွဲတန်းစာနဲ့ပတ်သက်ပြီးသူ့ပိုင်းငါပိုင်းအငင်းပွားမှုဖြစ်ပေါ်လာခဲ့တယ်သူ့ပိုင်းငါပိုင်းအငင်းပွားဖြစ်ပေါ်လာဖြစ်တာကဘလို့ဖြစ်တုံးလို့ဆိုတော့သူကဒီမဟောဒရာပညာရှိရဲ့ရေကန်ကြီးနာရောက်တဲ့အခါကျတော့လမ်းလျှောက်လာရတော့အဲ့ဒါနဲ့အဲ့ဒီမှာရေချိုးခြင်းစိတ်ပေါက်လာရေချိုးခြင်းစိတ်ပေါက်လာလို့သူပါလာတဲ့အဝတ်ကလေးကိုချွတ်လေပင်ကရောင်းဆုံးဒီလေဆွဲတန်းစာလေးကိုချွတ်ပြီးတော့အဝတ်ပေါ်မှာပုံထားအဝတ်ပေါ်မှာတင်ထားပြီးတော့ရေကန်နဲ့ဆင်းပြီးရေချိုး